ခရီးတွေထွက်ပြီးပြန်လာတဲ့အခါမှာဝက်ချက်တွေထွက်လာတယ်အဲ့လိုမျိုးဆိုအဆင်မပြေဘူးเนาะခရီးကပြန်လာတယ်အသားရည်ပို့လှလာရမယ်ဝက်ချန်ထွက်လို့မရဘူးเนาะခရီးကပြန်လာရဲဆိုရင်ဒါဘာပဲပြောကိုကအပန်းသွားဖြေတာเนาะအပန်းဖြေရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်တခြားပေါ့ဥမာအလူရှိမဲ့လို့ကိစ္စတစ်ခုခုကြောင့်ပေါ့เนาะဘယ်လိုပဲဖြစ်ခရီးသွားရဲဆိုတော့တနေရာနဲ့တနေရာချိန်သွားတော့လေဘာဖြစ်စိတ်ကနည်းနည်းလေးလန်သွားမယ်အဲ့လိုမျိုးဆိုအသားရည်ကပူတောင်လှလာရမှာဟုတ်တယ်เนาะအဲ့တော့ခရီးရလည်းပြန်လာမယ်အသားရည်လည်းပူလှစီအောင်ဘယ်လိုမျိုး skin care မလဲဆိုတာလေပြသွားပါမယ်เนาะဒီမှာ idea ရသွားတာကြာညီမလေးတယောက်မေးထားတာပေါ့เนาะခရီးရပြန်လာရင်ဘာဆိုလားမသိဘူးအဲ့ဒါလေးတွေ့ရအဲ့မှာခရီးတွေရရှိသွားတဲ့နေရာကျရင် skin care မလုပ်ခင်ဘာလုပ်တင်လဲဘာညာပေါ့နော်အဲ့ဒါလေးကိုမေးထားတာအဲ့တော့ဖြေသွားပါမယ်နော်ဆိုတော့ဒါမေးခွန်းလေးတွေကအစင်လိုက်ဆိုတော့အစင်လိုက်တိုင်းဖြေမယ်နော်ပထမဆုံးမေးထားတာကတော့ဂျင်းရန်ပြားရည်ရယ်အိတ်စစ်ဝိုင်ရယ်စမ်းပိုက်မီရယ်ဝယ်ပြီးသွားပြီတဲ့3ရက်လောက်ရှိပြီတဲ့မမညွှန်းပေးတဲ့ sun cream ကတဲ့ကျူတာနော်မမညွှန်းပေးတဲ့ sun cream တဲ့ပြောကျူတာဘရိုကမျက်နှာတစ်စီတုံးနေတဲ့မျက်နှာဝက်ချန်ထွက်လာတာတဲ့အကူတဲ့အမာရုပ်အမဲဆက်ကြံနေခဲ့တယ်မတည့်ဘူးထင်တယ်မမရေ thank you so much ဟုတ်တယ်ညီမလေးအမပြပြမယ်နော်မဝယ်ခင်အရင်အမကိုကြုံမေးနော်ဝယ်လိုက်ရင်ပတ်စံကုန်ပြီးတလွဲကြီးဖြစ်မှာဆိုလို့ဟိုအမဆိုင်နဲ့နီးတာတို့အမစီမှာဝယ်တာတို့ဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒါဆိုအမကိုတေချာမေးပြီးတော့မှဝယ်တာဆိုတော့အဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိရင်လေတကယ်ညွှန်းပေးတဲ့တေချာညွှန်းပေးတဲ့တကယ်နားလေတဲ့တကယ်သိရဲ့စီမှာပဲဝယ်ပါလို့နော်အဓိကပတ်စံနှမျိုးပို့ကောင်းတာကွာသိလားပစ္စည်းတစ်ခုကဘလောက်တန်မိုးရှိဘလောက်ဥမာဘလောက်ပဲကုန်ကွာအဲ့ဒီဥစ္စာကိုယ့်ရဲ့အသားရည်နဲ့အဆင်ပြေရဆိုရင်ရပြီအဲ့ဒါနှမျောစရာမကောင်းဒါပေမဲ့အဆင်မပြေတာကြီးဝယ်ထားလို့ရှိရင်9000တန်တော့နှမျောဖို့ကောင်းတယ်နော်အားကြောင့်ပြောတာနော်တကယ်အသုံးတည့်မယ်ဆိုရင်ရတယ်နော်အဲ့တော့ညီမလေး GM solution ပြားရည်ကလည်းအဆင်မပြေဘူးပြီးရင် A6 ဝိုင်ကလည်းမတည့်ရင်ဝက်ချန်ထွက်တယ်စမ်းမိုင်မီကလည်းပိုဆိုးတယ်နော်အဲ့လိုမျိုးပြတာအမရောင်နေရဆိုတော့ပိုတိရလေပိုတိရဆိုတော့ဟိုလိုမျိုးဟိုရိုးတန်းတန်းသုံးနေတဲ့သူတွေထက်ဆိုင်တော့နည်းနည်းပိုတိတယ်ဘယ်ပစ္စည်းသုံးရင်ဘယ်လိုဝက်ချန်ထွက်မယ်ဆိုတာနည်းနည်းတော့ပိုတိရပါတော့ရောင်းနေတဲ့သူချင်းချင်းကဒါတိပါပဲဘယ်ဟာကြောင့်ဝက်ချန်တဲ့ပါညာလေအဲ့လိုသုံးဆွဲနေတဲ့သူတွေထက်ဆိုင်တော့အမနည်းနည်းလေးတော့ပိုတိရတဲ့အတွက်ကြောင့်မဝယ်ခင်ကြိုမေးနောက်ပတ်စံကုန်ပါဆိုလို့နှမျောလို့ပေါ့နော်အဲ့တော့ဟုတ်တယ်ညီမလေးအဲ့ဒါတွေကမတည့်ဘူးတိလားအဲ့တော့ချိန်မအောင်ရမယ်နော်ချိန်ပေးပါလို့နော်အားလေးတစ်ချက်ပြပြတာ PKC ရန်ရှင်းပြပေးပါအောင်ဆိုတော့လွယ်ပါတယ်ချွေးပေါက်ကျဲတက်တာတယ်ဒါပါပဲနော်ချွေးပေါက်ကျဲတက်တာတယ်အဆိုတက်ကိုတေချာဖြည့်တယ်အခုလိုမျိုးစောင်းနေမျိုးစောင်းနေဆိုတာထက်စောင်းနေရောက်တော့မယ့်အချိန်မျိုးဆိုလို့ရှိရင်အသားကနည်းနည်းချင်း6စားပြူလိုက်ဒီမှာဆိုအရေကုန်လေးတောင်နည်းနည်းလန်နေပြီပေါ့နော်စောင်းနေဆိုရင်အရန်တည်ရဒီအသားအရေကလေအရေကုန်လေးနည်းနည်းလန်နေပြီအဲ့တော့ဆောင်းလေးအတွက်အကောင်းဆုံးစီပန်ဆိုရင် PKC ရန်ဝက်စီပဲမယ်နော်အော်ဒီမှာလာပြီမမလှလှရေးတယ်ဒီညီမလေးကမမလှလှပဲခေါ်နေတယ်နော်မမလှရေးခရီးတွေပါရေးသွားရင်နဲ့ရက်ရှည်သွားတဲ့ခါကျ skin care မလုပ်ခင်ဘာရင်လုပ်တင်လဲ skin care မလုပ်ခင်ရေတန့်အရင်ရှာရေတန့်အရင်ဝယ်ရေတန့်အရင်ရှာရေတန့်အရင်ဝယ်ပြမယ်နော်ပြီးရင်ဘာရင်လုပ်တင်လဲတဲ့တညာလုံးကားစီးရတာတို့ဘာတို့ကြာရင်ဘလို့ skin care ရမလဲအော်ဟုတ်တယ်အမပြမယ်တညာလုံးကားစီးပြီးတော့ခီးသွားမှုတယ်ကွာအဲ့တော့ပို့ပြီးတော့ဟိုဘယ်လိုလဲကိုလုတ်တဲ့ဟာလေးတွေပေါ့ဒါပေမဲ့ကိုလုတ်တဲ့ဟာဆိုရင်အဲ့ဒီချိန်တုန်းကတော့ skin care တေချာမလုတ်တဲ့သူဆိုတော့တေချာမသိဘူးပေါ့နော်โอเคဒါဆိုရင်ဒါနေရာလေးမှာဝင်ခံစားမယ်တညာလုံးကားစီးပြီးသွားရမယ်မလားโอเคတညာလုံးကားစီးသွားရမယ်ဆိုရင်ကိုအိမ်ကနေဘယ်ချိန်စထွက်မှာလဲဥပမာကိုကနေကင်းမဲ့စားထွက်မယ်ပဲထားနေကင်းမဲ့စားထွက်မယ်ဆိုရင်အခီးသွားတဲ့အခါမှာအဲ့လိုညဘက်တွေကမိတ်ကပ်မလိမ့်တာအကောင်းဆုံးပဲเนาะညပြမယ်အိမ်ကနေပြီးတော့နေကင်း2နာရီ3နာရီစားထွက်ပြီးတော့ကားခိတ်သွားမယ်ပဲထားเนาะအဲ့လိုမျိုးဆိုလို့ရှိရင်လမ်းမှာပေါ့เนาะနေတွေပါထိမယ်အဲ့တော့ဘယ်လိုပဲဖြစ်ကွာကိုကခီးသွားနေရဆိုတဲ့ feeling လုံးဝမခံစားဘဲနဲ့အိမ်မှာနေရဆိုတဲ့ feeling လေးတစ်ချက်ခံစားကြည့်လိုက်နော်အဲ့တော့အိမ်မှာနေလို့ရှိရင်ည8နာရီ9နာရီဆို skin care လုပ်တယ်နော်ညဘက် skin care လုပ်တယ်ဆိုတော့နေခင်းမဲ့သွားရင်ပုံမှန်တိုင်းလေး skin care လိမ့်မယ် make up လေးလှလှလေးပြင်မယ်လမ်းမှာခဏနားရဲ့အခါမှာဓာတ်ပုံလေးပါလေးရိုက်မယ်ခဏလေးဖုန်းလာနေတယ်ပြန်စမယ်ဖုန်းလာသွားတော့ဇက်ချိန်လေးလေးပြတ်သွားတယ်နော်အဲ့တော့နေခင်းမဲ့အဓိကတော့ကကိုအိမ်မှာနေလို့သဘောထားပြီး skin care နော်3နာရီသွားမယ်ဥပမာည8နာရီလောက်ထိကိုsun cream လေးလိမ့်ထားမယ်ပြီးပုံမှန်လေးတိုင်းလေးပဲနေမယ်8နာရီလောက်ကြာလို့ရှိရင် cleansing လုပ်မယ် cleansing water နဲ့တိကျပြအဲ့မှာနော်ခရီးသွားတာပဲဆိုပြီးအလွဲတကူဗာလဲ yeast ဗာလဲ cleansing water စိန်ထားတဲ့ tissue တွေပါအဲ့ဒါမျိုးတွေနဲ့တော့မဖြတ်နဲ့အဲ့ဒါမျိုးတွေနဲ့ဖြတ်တဲ့အခါကျရင်အညစ်အကြေးတွေဒီဟာတွေကပို့မပြောင်းတော့ခရီးရပြန်လာရင်ဝက်ချန်ထွက်တာတွေပါဖြစ်တတ်တယ်အဲ့တော့အိမ်မှာနေတဲ့အတိုင်း skin care လုပ်မယ်ရေသတိထားရမယ်တွေ့ရရှိနဲ့အကောက်မသိနဲ့ရေတန့်နဲ့ပဲမျက်နှာသစ်ပြီးနော်ရေတန့်နဲ့မျက်နှာသစ်မယ်အဲ့တော့ဥပမာမျက်နှာသစ်ဆေးသုံးဖို့ခက်ခဲတယ်ဆိုရင်ဒါမှ cleansing water နဲ့တေချာပြောင်းနေအောင်ဖြတ်ပြီးွားရင်ရေတန့်လေးနဲ့နောက်တက်ရေလေးပေါ့နော်မျက်နှာလေးကိုပြောင်းနေအောင်လုပ်လိုက်
အဲ့ဒါဆိုအဆင်ပြေပြီအဲ့ဒါပြီးသွားလို့ရှိရင်တိုနာလေးမျက်စိမှန်ပါညာတာကမွိုက်ချာလိမ့်မယ်ပြီးနော်ခရီးထွက်လို့ရှိရင်ဟိုဘယ်သူတွေဘာကြီးလုပ်လဲတော့မသိဘူးပေါ့နော်ကိုလောက်တာကိုပြောရမယ်ဆိုရင်ခရီးထွက်လို့ရှိရင်အသေးအိတ်တာအဲ့ကားပေါ်မှာအသေးအိတ်တာအညာဘက်ဆိုပိုးဆွဲလေဥပမာနေကင်းဘက်ဆိုရင်တော့မှပတ်ဝန်းကျင်လေးပါလေးကြီးလိုက်သေးရဲ့လीနော်ခရီးထွက်လို့ရှိရင်အသေးအိတ်အဲ့ကားပေါ်မှာလုံးဝအိတ်တာ share plan နဲ့ကိုအိတ်တာအိတ်တယ်ညလုံးလေးဖွင့်လိုက်တယ်ကားခဏရက်ပြီဆိုအောက်ဆေးပြီးတော့စားလိုက်တယ်ပြီးလို့ရှိရင်ပြန်တက်လာလိုက်တယ်ပြီးရင်ပြန်အိတ်တယ်အဲ့ဒါပဲထိုင်လို့တာတကယ်ခရီးထွက်အဲ့ဒါပဲထိုင်လို့တာเนาะအဲ့တော့ခရီးထွက်လို့ရှိရင်များသောအားဖြင့်ပေါ့နော်ဒါဆိုညီမလေးပြောတယ်ရက်ရှည်သွားလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့အဓိကရေတက်နဲ့တက်ကမယ်ရေတက်နဲ့တေချာတက်ကမယ်ကားပေါ်မှာရှိတဲ့အချိန်ကြီးဆိုလို့ရှိရင်ညာဘက်ကားပေါ်မှာရှိတယ်ဆိုရင်စမ်းခွင်လုံးဝမလိမ့်မင်းနဲ့မွိုက်ချာလေးပဲလိမ့်ထားမယ်ပြီးတော့အဓိကအိတ်ရေးပြတ်ခံလို့မရဘူးအိတ်တေချာအိတ်ကမယ်နော်အဓိကတော့အဲ့ဒါပဲ skin care ကိုတေချာလေးပြင်ဆင်သွားဟဲ့ငါခရီးသွားတာပဲဆို skin care ကို short ပြီးတော့မယူသွားနဲ့နော်skin care ကိုလုံးဝအပြည့်နော် skin care makeup ကိုလုံးဝအပြည့်နော်ဥပမာဆိုရင်တန်နေအဝေးအစားကခရီးသွားနေဝယ်လို့ရတယ် skin care ကခရီးသွားနေဝယ်လို့ရခဲ့တယ်ဆိုရင်တော့မှကိုသုံးနေကြ skin care မရှိရင်တိုင်ပတ်မယ်အဲ့တော့ skin care ကိုအပြည့်ထည့်နော်အဓိကတော့ရေပထမအဆုံးအနေနဲ့မျက်နှာတက်တဲ့ရေအဓိကလိုတယ်ပြီးသွားရင် cleansing ကိုနိုင်အောင်လုပ်ကြမယ်ဟာခရီးပန်းတာပဲမောပန်းနေရပဲဆိုရင်ဘာမှမလုပ်ဘဲနဲ့အိတ်ဓာတ်ကြီးပါရှောင်ရမယ်တေချာ cleansing တေချာလုပ်ကြမယ်နော်ဘာမှမလုပ်နိုင်ဘူးဆိုတော့ cleansing water နဲ့ဖြတ်ပြီးတော့ရေလေးနဲ့ပဲဟိုတုတ်တီတုတ်ပေါ့နော်အဲ့လိုမျိုးလေးတုတ်လိုက်မယ်ပြီးတော့ခရီးဘလိုပဲတုတ်တော့ကခြားထဲမှာနားတာကြီးရှိရလေနော်အဲ့တော့အဆင်ပြေရလုပ်မယ်ဆိုလို့ရှိရင်လေနော်ဒါပေမဲ့အဓိကရေတက်နေတဲ့နော်ရေကိုတွေ့ရရေနဲ့မတင်တဲ့ဆိုင်မှာတော်တော်များများခရီးရပြန်လာဝက်ချန်ထွက်တယ်ဆိုရင်တွေ့ရရေနဲ့တစ်ချတာရများတယ်အဲ့တော့တွေ့ရရေလည်းလုံးဝမတင်နဲ့ရေတက်နေပဲတစ်ပါခရီးပဲတော်အိမ်မှာပဲနေရေတက်နဲ့တစ်တာအကောင်းဆုံးပဲကိုလိမ့်နေတဲ့ skin care တွေကိုဒီလိုကြိုက်မယ်နော်ကိုလိမ့်နေတဲ့ skin care လေးတွေကိုနှက်မျောရဲဆိုရင်ရေတက်နေပဲတစ်โอเคအတန်လေးထွက်နေရပေါ့နော်နောက်တော့ကြည့်ကြည့်မယ်နော်အဓိကအဲ့ဒါပဲ cleansing ကိုနိုင်အောင်လုပ်ပြီးရင်အစားအသောက်ကြည့်ရှာနော်ခရီးသွားတာပဲဆိုရင်ပြည့်စက်လက်ခတ်ကြီးရှောက်မစားနဲ့အပူအဆက်တွေကိုနည်းနည်း short စားပြီးနိုးနဲ့နိုးထွက်ပစ္စည်းတွေ short စားအချို short စားပြီးစီကြောစားပေါ့နော် Facebook လားအဲ့ဒါတွေကို short စားရေများတောက်ရေတောက်ဖို့မမေ့နဲ့မလီမားရတယ်နော်နော်ရေများတောက်ပြီးလို့ရှိရင်သိရမလားပြီးရပါညာတာတကာပေါ့နော်အဲ့ဒါတောက်မယ်ဆိုဝိုင်လေးပါလေးတောက်ပေါ့အနေငယ်ပေါ့သိမလားဟိုလိုအရန်ကြီးတွေမတောက်နဲ့အရန်တောက်လို့ရှိရင်ကွာအဲ့လိုရုပ်လဲရင်းစီရလို့ခံစားရကွာအဲ့လိုတောက်တဲ့သူတွေဆိုရင်နည်းနည်းရုပ်ရင်းကြရလေနော်အဲ့တော့တောက်မယ်ဆိုရင်ဝိုင်လို့ပါလို့လာတောက်ပေါ့တခြားကတောက်မယ်နည်းနည်းပပပေါ့ကြည်ကြက်လို့ပေါ့နော်ပြီးရင်အဓိကအဲ့လိုညက်မနက်စိနေပေါ့နော်ခီးသွားရအောက်ဆုလိုက်ပြီးပျော်ပါပြီးတော့အဲ့လိုအရန်တွေကိုမိုးချုံပြီးတော်တော်နဲ့မအိပ်ဘူးအိပ်တဲ့အခါကျလဲ skin care တွေချမလုပ်ပဲအိပ်တာအဲ့လိုမျိုးတွေလုံးဝမလုပ်နဲ့ရရင်ရတဲ့အချိန်မှာရတယ်လို့အိပ်ခီးသွားရင်အိပ်တစ်ချက်တကယ်ရအချိန်မှာရတယ်လို့အိမ်လေအခီးရပြန်လာလူကလေးလန်းဆန်းတက်ကြွပြီးဇီးခွက်လေးတောင်ပြင်မျိုးလေးပြူပြီးလို့လန်းဆန်းတက်ကြပြီး skin လေးတွေလည်းကောင်းပြီးတော့လေအသားကြီးက baby skin လေးလိုဖြစ်နေမှာတကယ်နော်အဓိကအချက်ကတော့အဲ့ဒါပဲပြီးတော့ဘာပြောရင်ကောင်းမလဲမသိဘူးခီးသွားရင်အဲ့ဒါပါပဲအဓိကတော့အဲ့ဒါပဲပေါ့နော်ကြုံရရည်နဲ့မတင်နဲ့အေးရောဝအိအစားအသောက်ကိုဂယူဆိုင်ဒါဆိုဝက်ချန်လုံးဝမထက်စီရဘူးအာမခံနေအဲ့တိုင်းသွားနော်နော်အဲ့မှာအဓိကတော့ဟိုပါပေါ့အခီးသွားမယ်ဆိုရင်တင်မလားအဲ့လိုဟိုကြုံရ skin care သုံးတာတော့ဘာမလုပ်နဲ့ပြီးတော့ပြောအောင်မယ်တငယ်ချင်း skin care ယူသုံးတာအဲ့ဒါလည်းတကယ်နော်တလားတငယ်ချင်း skin care ယူသုံးတာတငယ်ချင်းအသားကြီးကတော့ဒါနဲ့အဆင်ပြေလှရဲဆိုပြီးကိုသုံးလိုက်တာ၅ပါးတွေမှောက်သွားအဲ့လိုမျိုးဖြစ်ပဲနော်တငယ်ချင်း skin care မို့တငယ်ချင်းသုံးတဲ့ makeup ယူသုံးလိုက်တာတော့ဝက်ချန်ထွက်ပြီးတော့အဲ့ဝက်ချန်ကိုပြအောင်မနေကူနေရတဲ့သူတွေလည်းအများကြီးပဲအဲ့တော့တငယ်ချင်းကတငယ်ချင်းပဲကိုကကိုပဲကိုဟာကိုသုံးသူဟာသူသုံးနော်အဲ့လိုရေရှောက်မသုံးနဲ့သိလားနော်အရှောက်မသုံးနဲ့ရှောက်မသုံးနဲ့ဘာလို့ကိုသားရေပြတ်မှာလေအဲ့လိုမျိုးရှိရသူနဲ့တဲ့ရင်ပဲကိုနဲ့တဲ့ချင်မှတဲ့မှာလောက်ဆိုတော့ပြီပေါ့နော်ဘာရင်လှုပ်တင်လဲဘာညာပေါ့နော်အဲ့ဒါနော်အမပြောရေးပြီးတော့တခုရှိတယ်တလားပို့ပြီးတော့ skin ကောင်းခြင်းနဲ့ဆိုအဲ့ကားပေါ်မှာရှိ mask ပြီး15မိနစ်နဲ့ဆိုလာပြီးလို့ရှိရင်ခွာချလိုက်တကယ်မိုက်တယ်မလေးအဲ့ခရီးသွားရင်းနေကားပေါ်မှာ skin care ရတာတို့အဲ့ skin care ပြီးသွားတဲ့အချိန်မှာကားပေါ်မှာတညာလုံးပြီးတော့သွားရတာတို့တကယ်ဘာနဲ့မှမလဲနိုင်နဲ့ဟိုအရာသာပေါ့နော်အဲ့လိုမျိုးတကယ်မိုက်တယ်အဲ့လိုတော့နော်နမ်ဂျူခရင်ကအထုံးမရှိဘူးညီမလေးဘူးပဲရှိရယ်နော်အားပေးနေမယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်မီခိုဂလူတာကရဲ့စတီရိုက်ပါလာတယ်စတီရိုက်တော့မပါဘူးဒါပေမဲ့တော့ तू ကအသားတော်တော်ကြီးရယ်ပြောတယ်ဆွဲတော့မတောင်းနေပေါ့အဲ့ဒါတောင်းမယ်ရှီကိုများတောင်းမယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေါ့အမှန်တိုင်းပြောမယ်နော်ဒါရောင်းတော့ရောင်းနေနော်ဒါပေမဲ့တောက်ဖို့အစီအစဉ်လုံးဝမရှိတော်ပြီမဖြူလဲရရဥမာကွာဒီဟာရေးတောင်းမှဖြူမယ်ဆိုရင်တော့ဒီဟာတွေကိုမတောက်ဘူး
ဒါဆိုယောဂမချခြင်းလို့ယောဂမချခြင်းလို့ပေါ့နော်ဒါပေမဲ့ရန်ကိုဖြူခြင်းနဲ့တောက်ခြင်းနဲ့ဆိုရင်တော့တောက်ရေရောများများတောက်ပြီးဒါပါပဲအဓိကတော့ဒါပဲပေါ့နော်ကဲဒါပဲပေါ့ဒါပဲပေါ့ပြီးသွားပြီပေါ့နော်ဆိုတော့ဆုံးလေးကြည့်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင်မရှင်းတာရှိရင်ထပ်မေးလို့ရတယ်ပြီးရင်ဗာပြောစရာရှိသေးလဲအားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကြည့်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်မိကုလေးမေးပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်တတ်တာ